ဒီအရာမင်းတို့ရဲ့အိမ်မဲ့လေးလေးရောမင်းတို့အမေကရောတို့အမွေရထားတဲ့ဒီအိမ်ကိုပြောင်းပြမခံနိုင်ဘူးကွာ ထွက်ပြေးရဲ့သူကထွက်ပြေးပဲမယ်မနေနိုင်တဲ့လူကနောက်ကလိုက်ခဲ့ရတာ နင်းရဲ့ခံစားချက်တွေကိုထဲမတွက်မိခဲ့တဲ့အတွက်ငါ့ကိုခွင့်လို့ပါနေလို့ရ ငါစီကနေလို့ရှင်တဲ့အရာတော့မရဒါပဲရမယ်အဲ့ဒါငါ့ကိုစော်ကားတဲ့အတွက်ငါ့ကိုဒုက္ခပေးတဲ့အတွက်ပါငါရဲ့တုတ်ပြန်မယ် ငါတို့စိုးဘောစိုးဘတ်တွေထဲမှာမင်းတယောက်လက်ဝဲသမားဖြစ်တာငါတို့တော့ဂုဏ်ယူရကွာ နင်လက်ဝဲသမားဖြစ်ဖို့အတွက်အများကြီးစူးစမ်းခဲ့ရတာနင်အဲ့ဒီစူးစမ်းမှုတွေကိုတတိယရယ်ဆိုလို့ရှိရင်နင်လက်ဝဲပြန်ထိုးတင်တယ် ဘာမှစိတ်တက်မကြဘူးယောက်ျားလေးပဲကွာတက်ကနေပြတ်စနော်ဒီက ငါလက်ဝဲပြန်ထိုးတော့မယ်နော် တရားနင်တကယ်ပြောနေရလား မဆေးကိုတင်ထားရတယ် ဖြာ ဒီကိစ္စကိုအမေကိုမပြောထားနဲ့အမေဘလောက်ပဲစိတ်ခိုင်နေပဲပြောသူသားကျိုးဝိုင်းထဲမှာထိုးမှာ哦သူကဆေးရုံကနေခံစားနိုင်မှာမဟုတ်ဘူး